မင်္ဂလာပါမီဇီရဲ့ audio podcast ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့ happy ရဲ့ day 2အကြောင်းလေးကိုစတင်ပြီးတော့မှမျှဝေပေးချင်ပါတယ်အလေးကျင့်ကောင်းတစ်ခုကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင်တိကျတဲ့ရည်ရွယ်ချက်ရှိရမယ်ဒီရဲ့ရည်ရွယ်ချက်ဟာရှင်းလင်းနေဖို့လိုအပ်တယ်တကယ်လို့ကိုယ်မှာတိကျတဲ့ရည်ရွယ်ချက်မရှိဘဲနဲ့အလေးကျင့်တစ်ခုကိုတည်ဆောက်မယ်ဆိုလို့ရှိရင်အဲ့ဒီရာဟာပြက်လွယ်ပါတယ်ခက်ခဲပါလိမ့်မယ်ဥပမာအနေနဲ့ကိုဟာဖုန်းခဏသုံးနေမိတဲ့အကျင့်ကိုဖျောက်ချင်တယ်မနဲ့စောစောထပြီးလေ့ကျင့်ငယ်လုပ်ချင်တယ်အိယာထတာနဲ့ဖုန်းကြည့်တဲ့အကျင့်ကိုဖျောက်ချင်တယ်ညဘက်စောစောအိယာဝင်ချင်တယ်အချိန်ဆွဲနေတဲ့အကျင့်ကိုဖျောက်ချင်တယ်ဒီလိုမျိုးတိကျတဲ့ခေါင်းစဉ်နဲ့ရည်ရွယ်ချက်ရှိဖို့လိုအပ်ပါတယ်တိကျတဲ့ရည်ရွယ်ချက်မရှိတဲ့အခါမှာအကျင့်တစ်ခုတည်ဆောက်ဖို့ခက်ခဲပါတယ်ဘလို့ကြောင့်ခက်ခဲရလဲဆိုရင်ကိုကအလေးကျင့်တစ်ခုကိုစတင်တည်ဆောက်မယ်ဆိုရင်ရည်ရွယ်ချက်မရှိတော့ပြည်ရည်မှုနဲ့စတင်ပြီးတော့မှအကျင့်တစ်ခုကိုတည်ဆောက်တယ်နေ့စဉ်ပုံမှန်လှုပ်သွားနိုင်ဖို့ခက်ခဲလာတယ်အလွယ်တကူလက်လျှော့ချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်ဥပမာကိုဟာ night person တယောက်ကနေပြီးတော့မှ morning person အဖြစ်ကိုအကျင့်တစ်ခုတည်ဆောက်ခြင်းနဲ့ဘာကြောင့်မလို့ကိုဟာ morning person အဖြစ်ကိုရောက်ရှိချင်တာလဲဘာကြောင့်အကျင့်တည်ဆောက်ချင်တာလဲကိုမေးခွန်းထုတ်ဖို့လိုအပ်တယ်ပေါ့နော်အဖြေထွက်မလာဘူးဆိုလို့ရှိရင်ဒါဟာမင်းစင်တို့တိကျရည်ရွယ်ချက်မရှိလို့ပဲဖြစ်တယ်အဲ့ဒီခါမှာရည်ရွယ်ချက်မရှိတော့ကိုဟာမနှက်ဖက်အလုပ်လုပ်တဲ့သူတယောက်အဖြစ်ဘလောက်ပဲအကျင့်တွေတည်ဆောက်နေပါစေညဖက်အလုပ်လုပ်တဲ့သူတယောက်အဖြစ်ကိုပဲပြန်လည်ရောက်ရှိသွားတတ်ပါတယ်ဒါဆိုရင်တော့အကျင့်တစ်ခုတည်ဆောက်တဲ့အခါမှာရည်ရွယ်ချက်တည်ကြဖို့လိုအပ်တယ်ဆိုတာကိုအားလုံးနားလည်သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်နောက် podcast တွေမှာပြန်လည်ဆုံတွေ့ပါမယ် bye bye